မေချုပ်တဲ့ပြီးရင်ကျူဆိုလိုက်ပါတယ်သမီးပို့ခုပြပေးမှာတော့ digital စပတ်အေးကလေးထူသားလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်သူကကြတော့သူအိတ်ရဲ့ size ပေါင်းချိန်160 190စီဝယ်လို့ရပါတယ်ရီကတော့44ဈေးနှုန်းကတော့13900ပဲဖြစ်ပါတယ်ရှင်သူကကြတော့ဘောနော်ဒီလိုမျိုး style လေးလာပါတယ်ရှင်သူကအရှိမှကြတော့လေပင်းလေးဘောနော်ဝါရွာလေးလုပ်ပေးထားတယ်ပြီးတော့ဖဲပြားလေးလည်းပါပါတယ်ပြီးရလဲသူကအိတ်ကလေးလည်းပါတယ်ခါးစီကျွလေးလည်းစီးပေးထားပါတယ်ခါးစီကျွလေးလည်းပါပါတယ်ရှင်သူကဘောင်းမိရှင်နဲ့တွေ့ရပါရှင်သူကကြတော့သူ့အိတ်ရဲ့ size ပါ30တရေယူလို့ရပါတယ်ရှင်ကာလာလေးတွေကတော့မျိုးစုံထွက်ပါတယ်ရှင်ဒါကြတော့သူကအစိမ်းနဲ့ကြာလေးပေါ့နော်။ဘောင်းမီရှိလေးနဲ့ဝစ်လိုက်ပေါ့နော်။အရောင်လေးတွေကကာလာလေးတွေလှလှလေးတွေပါရှင့်။ဒါကြတော့သူကပေါ့နော်။အရင်ပေါ့နော်။အဝါအရင်မှာအညူဝက်နေနေသွားတယ်ပေါ့နော်။ဒါပါရှင့်သူကဘောင်းမီရှိလေးနဲ့ပါ။ဒါပါရှင့်ဝစ်လိုက်ရဲလှသွားမှာပေါ့နော်။ဒါပါရှင့်။အစင်ကာလာလေးတွေကငါးကလာထွက်ပါလို့ရှင့်သုံးနဲ့တရေယူပေးပါရှင့်ဒါပါရှင့်ဒါဆိုလို့ရှိရင်ပေါ့နော်သူကအနီရောင်ချက်သွေးရောင်လေးပဲပို့သွားတယ်ပေါ့နော်ဒီကပါရှင့်လက်ကလေးကအတူလေးပေါ့နော်သူကကြတော့သူကပေါ့နော်ဘာဆိုင်လဲလို့ကြည့်ရင်ဒီကအနောက်ကနေပဲကြည့်လို့ရပါတယ်ရှင့်ဒါကကြတော့သူကဒါလေးကကြတော့အပြာပေါ့နော်မှင်အရောင်လေးပေါ့မှင်ကိုအပြာဖက်အရင်သွားတယ်ပေါ့နော်ဒီမှာပါရှင့်ချီချောင်းလေးတွေကိုကောင်းကောင်းယုံကြည်စွာနဲ့စိတ်ချစွာဝင်လို့ရပါတယ်ရှင့်အောင်မိဆိုလို့ရှိရင်ပေါ့နော်ဒီမှာအကျယ်ကြီးပေါ့နော်280 size ဆိုတော့ကြိုက်သူကပေါ့နော်အကြီးပဲပေါ့နော်အောင်မိရှိရပေါ့နော်သူ့ကာလာလည်းနဲ့သူတို့ဆက်ပြီးထားပါတယ်ရှင့်ဝယ်ယူခြင်းနဲ့ဆိုရင်တော့39 420တင်ကားလေး38 39ခွန်6 3 3 2 2 3 3ခေါ်ဆိုဒီပြိုင်နဲ့ခေါ်ဆိုလို့ရပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်